လာပါမြန်မာနွယ်ကကြိုဆိုပါတယ်ဒီနေ့တော့မြန်မာတရတွေအကြောင်းပြောပြမယ်နော်လူတွေနေ့စဉ်ပြောဆိုနေကြတဲ့စကားသံတွေထဲမှာကြီးတန်နဲ့တရတန်ဆိုတဲ့အခြေခံအသံတွေပါဝင်နေတယ်ကြီးတန်အကြောင်းကတော့ရှေ့ကဗီဒီယိုထဲမှာပြောခဲ့ပြီးပြီနော်ကြီးတန်ကနေစကားသံဖြစ်လာအောင်ကြီးတန်နဲ့အတူပေါင်းစပ်ရွတ်ဆိုရတဲ့အသံကိုတော့တရတန်လို့ခေါ်ပါတယ်ကြီးတန်ဟာတကယ်တော့စကားသံအဖြစ်မထင်ရှားပဲလေသံမျှတာရှိတဲ့အသံဖြစ်ပါတယ်တရတန်ကတော့စကားသံအဖြစ်ပိတထင်ရှားပါတယ်ဒါကြောင့်တရတန်ကသူကြည်တက်စကားသံဖြစ်နိုင်တယ်လို့ကြီးတန်နဲ့တွဲပြီးတော့လည်းစကားသံဖြစ်နိုင်ပါတယ်ကြီးတန်ကတော့သူ့အတိုင်းဆိုရင်စကားသံမဖြစ်နိုင်ပဲတရတန်နဲ့ပေါင်းစပ်မှသာစကားသံဖြစ်နိုင်ပါတယ်နားလည်သွားအောင်ဥပမာလေးနဲ့ရှင်းပြမယ်နော်ကပြီးရဲ့မူလအတန်ဟာကဆိုတဲ့အတန်မထွက်ပါဘူးလေတန်မျှတာဖြစ်ပါတယ်လေတန်မျှတာရှိတဲ့ကပြီးတန်ကိုကဆိုတဲ့အတန်ဖြစ်လာအောင်အတရနဲ့ပေါင်းဆက်ရပါတယ်ကပြီးတန်ကိုအတရတန်နဲ့ပေါင်းမှသာကဆိုတဲ့စကားသံပြပြတတ်တာဖြစ်ပေါ်ပါတယ်ဒီလိုပဲကပြီးနဲ့အတရပေါင်းပြီးတော့ကာဆိုတဲ့စကားသံဖြစ်ပေါ်တယ်ကပြီးတန်ကိုဤတရတန်နဲ့ပေါင်းရင်ကီဆိုတဲ့စကားသံရပါတယ်ကြီးတန်ကတရတန်နဲ့ပေါင်းမှစကားသံဖြစ်ပေမဲ့တရတန်ကတော့အာဤစသဖြင့်သူ့အတိုင်းလည်းစကားသံဖြစ်ရပ်တည်နိုင်ပါတယ်ဒီတရတန်တွေကိုဖော်ပြဖို့အတွက်အသုံးပြုတဲ့အခရာတွေကိုတော့တရအခရာလို့ခေါ်ပါတယ်မြန်မာတရမှာအခြေခံတရ17လုံးနဲ့တင်ယူတရ12လုံးဆိုပြီးတော့ရှိပါတယ်မြန်မာစာရဲ့အခြေခံတရတွေအဖြစ်ခေတ်အဆက်ဆက်မြန်မာစာရေးသားမှုမှာအသုံးပြုခဲ့ကြတဲ့တရတွေကိုတော့အခြေခံတရလို့ခေါ်ပြီးတင်ယူတရဆိုတာကတော့တင်မုံကြီးဖက်စာလို့သိကြတဲ့ကျောင်းတင်ယူမှာထည့်သွင်းတင်ကြားတဲ့တရတွေဖြစ်ပါတယ်အခြေခံတရ17လုံးကတော့အာအီဥအေအောအိုတို့ဖြစ်ပါတယ်တင်ယူတရ12လုံးကတော့အာအီဥအေအောအာတို့ဖြစ်ကြပါတယ်ကဲဒါဆိုမြန်မာတရတွေအကြောင်းသိပြီနော်ဗီဒီယိုလေးကို like and share လုပ်ဖို့နဲ့မြန်မာနွယ် YouTube channel လေးကို subscribe လုပ်ဖို့လည်းမမေ့ကြပါနဲ့နော်အဆုံးထိကြည့်ရှုပြီးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်